သောတာပန်ဖြစ်ခြင်းရတဲ့ပုဂ္ဂိုလ်တွေကိုယ်တန်တမှာရှိအောင်လှုပ်ထားရမယ်တရား၄မျိုးအဲ့ဒါကိုသောတပတ္တိရင်ကလို့ခေါ်တယ်နော်အဲ့ဒီသောတပတ္တိရင်ကသောတပတ္တိရင်ကလို့ပြောရတယ်သောတပတ္တိရင်ကတရားဆိုတာဘာတော့လို့မေးတယ်နော်မေးတဲ့အခါကျတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားတဲ့သောတပတ္တိရင်ကတရားဆိုတာနံပါတ်1သဗ္ဗုရိသတန်တေဝတရားကိုတကယ်သိတဲ့မြင်တဲ့သီလသမာဓိပညာနဲ့ပြည့်စုံတဲ့သူတော်ကောင်းတွေနဲ့ပေါင်းသင်ဆက်ဆံတာဟုတ်လားနံပါတ်2တတ္တမတဝနာတကယ်ဒုက္ခငြိမ်းစေမဲ့နော်လွတ်မြောက်မှုကိုဖြစ်စေမဲ့နိမန်လမ်းမှာတရားဒေသနာတွေကိုများစွာနာယူမှတ်သားလေ့လာလိုက်စားတာတတ္တမတဝနာနောက်နံပါတ်3ယောနိသောမနတိကာရတင့်တင့်လျောက်ပတ်မှန်ကန်တဲ့အတွေးမှန်အမြင်မှန်ရှိတာဥပြီးတော့လူငယ်လေးတွေနားလည်အောင်ပြောရရင်အကုသိုလ်မဖြစ်အောင်စဉ်းစားနိုင်တယ်ကုသိုလ်ဖြစ်အောင်စဉ်းစားနိုင်တယ်တချို့တို့အတွေ့အကြုံတိုင်းမှာကိုယ်တန်တာမှာကုသိုလ်သဘောသို့မဟုတ်အကုသိုလ်သဘောတစ်မျိုးမျိုးနဲ့တော့ကျွတ်တို့ကတုံ့ပြန်နေကြတာမြင်လိုက်ရပြီကြားလိုက်ရပြီစားရပြီတွေ့ရပြီထိရပြီတွေးမိပြီကြံမိပြီချမ်းသာပြီဆင်းရဲပြီဒါတွေကိုဘုန်းကြီးတို့ဘာလို့သုံးလိုက်တော့အတွေ့အကြုံတွေဟုတ်တယ်မဟုတ်လားအတွေ့အကြုံပဲတွေ့ရယုံကြုံရယုံပဲဘယ်မှလည်းထိမ့်သိမ့်ထားလို့လည်းမရဘူးအဲ့ဒီအတွေ့အကြုံတွေတွေ့ကြုံလာပြီဆိုရင်ဘုန်းကြီးတို့ရဲ့စိတ်ကကောင်းသောသဘောဖြင့်တုံ့ပြန်သလားသို့မဟုတ်ဆိုးသောသဘောဖြင့်တုံ့ပြန်သလားအပြုအမူအပြောဆိုအတွေးကြံတွေထိမရောက်သေးဘူးဆိုရင်တောင်စိတ်ထဲမှာအဲ့ဒီသဘောလေးတွေဖြစ်သွားတာရှိတယ်အဲ့ဒါကိုသင်္ခါရခေါ်တာပေါ့နော်စေတနာကောင်းဆောင်တဲ့သင်္ခါရတရားတွေကုသိုလ်အကုသိုလ်ဟုတ်လားအဲ့ဒါကကြီးထွားလာပြီဆိုရင်ဘုန်းကြီးတို့အတွေးအပြောအလုပ်အဲ့ဒီထိသူကအဆင့်တက်လာလိမ့်မယ်ကုသိုလ်အကုသိုလ်ရဲ့သဘောဘုန်းကြီးတို့သင်္ခါရသဘောတွေတုံ့ပြန်တယ်ဆိုတဲ့နေရာမှာယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်လို့ရှိရင်ကုသိုလ်သဘောဖြစ်သွားတယ်နော်အာယောနိသောမနတိကာရနှလုံးသွင်းမှားလို့ရှိရင်အကုသိုလ်သဘောဖြစ်သွားတယ်ဒါအတွေ့အကြုံတိုင်းမှာဘုန်းကြီးတို့ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားအဲ့ဒါဘယ်မှာမူတည်နေတုံးလို့မင်းယောနိသောမနတိကာရရှိသလားမရှိဘူးလားပေါ်မှာပဲမူတည်နေတယ်ကျွတ်တို့မှန်မှန်ကန်ကန်စဉ်းစားတတ်တဲ့ဆင်ញင်တတ်တဲ့အမြင်ကောင်းတယ်ဆိုရင်သူကဘလို့အာယုံပဲတွေ့သူကကုသိုလ်ဖြစ်ဖို့ပဲဟုတ်လားအမြင်ကမကောင်းတော့ဘူးအမြင်ကစောင်းနေပြီဆိုရင်တော့ဟာကုသိုလ်ဖြစ်เสียကောင်းတဲ့အနေအထားမျိုးမှတောင်ကြံဖန်အဲ့ဒီလိုအကုသိုလ်ဖြစ်အောင်ပဲဟုတ်လားဟောသူပင်ကိုကွာစားသူကဘာလို့စောင်းနေပြီတိတ်နေပြီသူ့ဥစ္စာဟုတ်လားဒါကြောင့်ကုသိုလ်ဖြစ်ခြင်းအကုသိုလ်ဖြစ်ခြင်းမှာအရေးအကြီးဆုံးအကြောင်းတရားကိုယ့်ရဲ့အတွင်းထဲမှာယောနိသောမနတိကာရရှိမရှိဆိုတာပါပဲနော်ပြင်ဘက်ကအကြောင်းတရားတွေလည်းပဲအကြောင်းတရားပါပါတယ်နော်လောဘဖြစ်ဖို့ဆိုရင်အိဋ္ဌာယုံနဲ့တွေးဖို့လိုတယ်ဒေါသဖြစ်ဖို့ဆိုရင်အနိဋ္ဌာယုံနဲ့တွေးဖို့လိုတယ်ဒါကပြင်ဘက်ကအကြောင်းတရားတွေသို့တော့ကိုယ်ကသာယောနိသောမနတိကာရရှိမယ်ဆိုရင်အိဋ္ဌာယုံနဲ့ပဲတွေးအနိဋ္ဌာယုံနဲ့ပဲတွေးဒီလိုမှဖြစ်မယ်လို့ကုသိုလ်ပဲဖြစ်မှာဟုတ်လားဒါကြောင့်ယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်ဖို့ဆိုတာအလွန်မှအရေးပါတဲ့ဘုန်းကြီးတို့ရဲ့တန်တာမှာပြည့်စုံအောင်လုပ်ရမယ်လိုအပ်ချက်ကြီးလို့ဘုန်းကြီးကတော့မြင်မိတယ်ခုဒီမှာသောတာပန်ဖြစ်ခြင်းတယ်ဆိုရင်သောတပတ္တိရင်ကတရား၄ပါးသောတာပန်ဖြစ်ကြောင်းအင်္ဂါရက်၄မျိုးထဲမှာသူ့ကို၃ခုမြောက်မှာထည့်ထားတယ်သူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းတရားနာယူရမယ်စဉ်းစားတာတွေးတောတာမှန်ကန်ရမယ်ယောနိသောမနတိကာရနောက်၄ခုမြောက်ကြတော့ဘာပြောတော့လုပ်ပါအောင်တရားစစ်နော်၄ခုမြောက်ဘာဖြစ်နိုင်နော်ဓမ္မာနုဓမ္မပฏิပတ်တိဟုတ်ပြီနော်မဲ့ဉဏ်ဖို့ဉဏ်ရခြင်းကထိုက်တန်တဲ့တင့်တော်တဲ့စာလို့စာဆန်းဆန်းဘာသာပြန်လေးရတော့ဘလို့ပြန်ထားတာတော့သူတော်ကောင်းတရားအားလေရောသောအကျင့်အဲ့တော့နည်းနည်းလေထွက်သွားတယ်နော်ဟုတ်လားသူတော်ကောင်းတရားအားလေရောသောအကျင့်အမှန်ကနော်ဒီအကျင့်ဟာကျင့်သုံးလို့ရှိရင်မဲ့ဉဏ်ဖို့ဉဏ်ရစေတတ်တယ်လို့ပြောတာမဲ့ဉဏ်ဖို့ဉဏ်ရစေတတ်တဲ့အကျင့်ကိုအဲ့ဒါဓမ္မာနုဓမ္မပฏิပတ်တိနော်ဒါတရားနဲ့ထိုက်တန်တယ်တရားနဲ့လေရောတယ်ဒီတိုင်းကျင့်လို့ရှိရင်တရားရလိမ့်မယ်လို့ပြောတာဘယ်ကျင့်ကိုပြောတာလဲဆိုတော့တတိပဋ္ဌာန်တရားမဂ်ခင်၈ပါးဥပဒနာတရားအတူတူပါပဲခုယောဂီများကိုအာယုံစိုက်ပြီးတော့တတိလေးထားနေတယ်တိယုံလေးပဲဟုတ်လားဗာလေးပဲဖြစ်သိနေတယ်ပေါ့ပါလေး
ပစ္စုပန်လေးကိုတတ်နိုင်သမျှတူတူတောင်းတောင်းလေးပိုင်းဖြတ်ပြီးတော့တီနေအောင်လေ့ကျင့်တယ်အဲ့ဒါဓမ္မနုဓမ္မပฏิပတ်တိလုပ်နေတာပဲနောက်ဝင်လေထွက်လေကိုလိုက်ကြည့်နောက်အစတော့သူကအလုံးလိုက်ခဲလိုက်ဟုတ်လားဝင်လေတစ်ခုကိုလည်းပဲမပိုင်းဖြတ်နိုင်ဘူးတစ်ခုတည်းလိုပဲထင်တယ်ထွက်လေကိုလည်းပဲတစ်ခုတည်းလိုပဲထင်တယ်နော်အထိုင်လျောက်တမာရီလေးအားကောင်းလာပြီရှင်ဝင်လေဟာတစ်ခုတည်းမဟုတ်ပါလားနော်ပစ္စုပန်ပေါင်းများစွာနော်ပြီးပြောက်သွားလိုက်ဆက်ဖြစ်လိုက်ပြီးပြောက်သွားလိုက်ဆက်ဖြစ်လိုက်ပြောလို့သာနှေးနေတာစိတ်ကအမြန်းဆန်းအများကြီးမသိနိုင်ဘူးလားသိနိုင်တယ်ဟုတ်လားဘုရားများတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေနော်အလုပ်ပေးတရားဟောတဲ့နေ့ကအဲ့ဒါလေးပြောခဲ့တယ်ထင်တယ်နော်ရွရွတစ်ထောင်ရှိတဲ့စာအုပ်ကြီးပေါ်ကိုတန်ကြုံလေးတင်ပြီးတော့ဆယ်ပေါင်တူနဲ့ထုလိုက်တယ်ဒိုင်းဆိုတဲ့အချိန်လေးမှာဒီရွတစ်ထောင်ပေါက်သွားတယ်တရွယ်ပေါက်ပြီးမှတရွယ်ပေါက်ရတာအလွန်တူတောင်းတဲ့ပစ္စုပန်လေးတွေကိုဉာဏ်နဲ့သက်ဝင်နိုင်ဖို့ဥပမာဆိုတာပေးရတယ်ဘုရားဟောတဲ့တရားတွေမှာဥပမာနဲ့ကင်းတဲ့တရားဆိုတာအလွန်ရှားတယ်ဘုန်းကြီးတို့ရဲ့စိတ်ကဥပမာလေးနဲ့ကပ်ပြီးတော့ပြောလိုက်မှနားလည်မှုကြီးကိုလွယ်လွယ်ကူကူတန်းတန်းမတ်မတ်ရောက်သွားတာနောက်ရှင်နားမလည်ဘူးဟုတ်လားခုဘုန်းကြီးကဘာပြောနေတာလဲဓမ္မနုဓမ္မပฏิပတ်တိမဉ္ဇဉ်ဖူဉ္ဇဉ်ရာခြင်းကထိုက်တန်တဲ့အကျင့်ဒီအကျင့်ကိုကျင့်မဉ္ဇဉ်ဖူဉ္ဇဉ်ရလိမ့်မယ်အဲ့ဒီအကျင့်ကိုကျင့်ရမယ်လို့ပြောတာတတိပဋ္ဌာန်အကျင့်ကိုကျင့်ရမယ်လို့ပြောတာအဲ့ဒါသောတပတ္တိယင်္ဂတရား၄ပါးတဲ့သူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းတရားနာယူရမယ်နှလုံးသွင်းမှန်ကန်ရမယ်တရားကျင့်ရမယ်၄မျိုးနော်